ကိုကြီးညက်လက်တော့ဟိုဇာတိကတော့မန္တလေးပါအခုဒီမှာတောင်းကြတာခမာရ358ပုံပြမျိုးဒီရှေ့ဟိုမှာကျတော့ရှေ့ထဲမှာကျတော့ကျွန်တော်ကဟို6နှစ်ခွရေစကန်နဲ့ကနေပြီးတော့မှဒီမှာဖြစ်စဉ်ဖြစ်တဲ့အချိန်ကျွန်တော်ဟိုတရားမှာတွားပြီးတော့ပေါင်းခိုင်းအင်အားပြပေါ့တွားပြီးတော့ပေါင်းခိုင်းဟိုတရားအဖွဲ့တွေကသူတို့ကဟိုပြန်ဆုတ်သွားတယ်ပြန်ဆုတ်သွားတော့ကျွန်တော်တို့တစ်ဖွဲ့ကြံခဲ့တဲ့အချိန်ဒီအဖွဲ့ကျွန်တော်နေတဲ့အိမ်အရှိနာရောက်တဲ့အချိန်ကျွန်တော်ထွက်ပြီးတော့မှဟောပြောလိုက်တယ်ပေါ့သူတို့လက်နဲ့ချိုက်တာပဲပြောရရင်တော့လက်နဲ့ချိုက်တယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးပေါ့ကျွန်တော်အဖွဲ့4ယောက်ပါသေးတယ်4ယောက်ပါသေးတယ်အချိန်နေလည်းမဟန်တော့သူတို့ကလည်းမသိချင်ဘူးဆိုတော့အေးအဲ့ဒါဆိုဟိုအပေါ်မှာအိမ်ပေါ်ကနေပေါ့အိမ်ပေါ်ထဲမှာသူတို့စောင့်ခိုင်းလိုက်ပြီးတော့ကျွန်တော်ဟိုအိမ်အောင်တဲ့ဆင်အိမ်ရှိမှာကျွန်တော်တို့ရှိနေမှမသိသေးဘူးဒီကဖွဲ့ရအိမ်ရှိမှာရောက်လာတဲ့အချိန်ကျွန်တော်တယောက်တည်းအရင်ဆင်းသွားလိုက်ဆင်းသွားပြီးမှကျွန်တော်ပြောပြပြီးတော့ဖန်ခံလိုက်မန်တော့ဟိုတက်ပိုင်းကတက်ဟိုဒီနိုင်ငံရေးကတက်အဲ့လိုမျိုးပေါ့ဒီအဲ့ဒါကိုတက်ကခေါင်းဆောင်တယောက်ကဒီနိုင်ငံရေးမှာဟိုမလိုအပ်ဘဲနဲ့တွားပြီးတော့ဟိုကင်တွေဆိုလိုမျိုးဖြစ်နေအောင်အဲ့လိုမျိုးခုနပြောလို့တက်တဲ့ကကျန်နေတဲ့အဖွဲ့တွေကိုပို့ပြီးတော့စီးအောင်နိုင်တော့ပို့ပြီးတော့ညံမယ်လို့ကျွန်တော်ထင်တယ်ခုနကလည်းသူတို့ဒီသူတို့ကမသိတာများတော့နိုင်ငံနဲ့ပတ်သက်ပြီးတော့အပြင်မှာဖြစ်ပျက်နေတာတွေမသိတာများတော့သူတို့အဲ့ဒါကိုသိအောင်လို့စီးအောင်နိုင်တော့ပိုကောင်းတော့ထင်တာတော့အနည်းဆုံးတော့ဟိုကတော့ထိုးကန်ကြောက်ခံရမယ်ညမနှိပ်စက်ခံရမယ်နောက်ဆုံးဒီတွေ့ရအသက်ခံရအောင်ခံရမယ်ပေါ့အဲ့လိုမျိုးတွေ့ရအောင်ဒါပေမဲ့တကယ်တမ်းကျတော့တခြားစီဖြစ်နေအောင်စပြီးတော့ဟိုဖြစ်တဲ့အချိန်ကကျွန်တော်ကတော့ထမင်းမစားဘူး3ရက်တော့စားပြီးထမင်းစားပြီးတာမေးရီတောက်ပြီးတာမတော့လေအရေးတိုက်တယ်သူတို့ကိုလည်းအရေးဝိုင်းလာခွန်တိုက်တယ်ထမင်းနဲ့တာခွန်ကျွေတယ်အခုဒီမှာတန်ရရတဲ့ဖွဲ့ရွာဆိုလဲစိတ်ကူရဟိုမှာတော့ကျွန်တော်တွေ့ရသူတို့ဆရာဝန်တွေထင်တယ်သူတို့စီရင်လောက်တဲ့ဆရာဝန်တွေပါပါတယ်ထင်တယ်တော်တော်ကောင်းပါတယ်အမှရောက်လာတဲ့အချိန်ဟိုစိတ်ပစ္စည်းကိရိယာအဆုံးနေဖြစ်သလိုမဟုတ်ဘူးပြပြောချင်တာဖြစ်လို့အဲ့လိုပြီးရောအဲ့လိုမလုပ်သူတို့တကယ်ဟိုဘက်ကလူမလို့ဒီဘက်ကလူမလို့ဆိုတဲ့ပုံစံမျိုးမရှိဘူးပေါ့တကယ်သူ့ရဲ့လူနာလိုမျိုးသူ့ရဲ့တစ်ဖွဲ့တဲ့လိုမျိုးပဲပေါ့လုပ်ပြရမြင်ရတာပေါ့အဲ့ဒါမြင်ရတော်လည်းဟောဖြစ်ပါပေါ့ပြန်ပီတိဖြစ်မိပါတယ်ဖြစ်နိုင်တော့ဟိုပေါ့ပြည်နယ်နဲ့အမြန်ပူပေါင်းတာအကောင်းဆုံးပါလို့ပြောတယ် G5653 ဘူကြီးကျော်စရာနဲ့ခလာရ81အမှတောင်းထမ်းတော့တို့ကဟိုစစ်ကူလိုက်လာတဲ့အဖွဲ့တွေကျွန်တော်တို့6လက်ကွာစကန်ကိုကျွန်တော်ကစစ်ကူလိုက်လာတဲ့အဖွဲ့မိခင်တန်းရခမာရ336ဖဲခေါ်ကျွန်တော်တို့4ပေါင်း3ပေါင်း40ခေါ်တစ်ခွဲပေါ့အယောင်90ကျွန်တော်တို့မော်လမြိုင်ဟိုပေါ့ကျွန်တော်ဇာတပြေမော်လမြိုင်မူးလုံးပေါ့ကျွန်တော်ကတော့ဒီဘက်လမ်းကြောင်းတွေတိတ်ပြီးတော့မူးလုံးတီတော့တည်ရမူးလုံးကနေမှကျွန်တော်တို့ဒီဘက်ကိုထပ်ပြီးတော့ဟိုရဲစခန်းတစ်ခုရှိရပြအဲ့မှာကျွန်တော်ကားရိထားပြီးဒီဘက်ကိုခြေချင်းထပ်ပြီးတော့လမ်းလျှောက်လာတယ်တောင်ကလေးဟုတ်တယ်တောင်ကလေးရဲစခန်းမှာကျွန်တော်ကားရိထားခဲ့တယ်ကားရိထားပြီးတော့ကျွန်တော်အဲ့ဒီကနေခြေချင်းလျှောက်လာတယ်ပူပေါင်းဖွဲ့ဆိုတာကျွန်တော်တို့တင်ရ3ပေါင်း40ခွန်50ကျွန်တော်ဘီ2ယောက်တွေ့ပြီးတယ်အဲ့လေကျွန်တော်လမ်းမှာဝင်ပြီးတော့ခေါ်လာတာပေါ့အဲ့ဆိုရင်ကျွန်တော်52ပြီးရင်အမြောက်ကပူကြီးတယောက်ပါတယ်အမြောက်ကပူကြီးတယောက်ကကြတော့အဲ့ဒီ6နှစ်ကွာတရားပါကျွန်တော်6နှစ်ကွာရေစခန်းရှိရပြအဲ့မှာအဲ့ရဲ့ပူကြီးတယောက်ထိထားတယ်လို့ပြောလို့သူနဲ့ချိန်မှုအတွက်အဲ့ပူကြီးတယောက်ထည့်ပေးလိုက်တယ်အဲ့ဒါပါကျွန်တော်ဘက်ကဆိုရင်ကျွန်တော်အခုရောက်ကျွန်တော်53ယောက်ပဲထားပါတော့53ယောက်ကို20ကျော်လောက်ကြာပါဗျ20ကျော်လောက်ကြာပြီးတော့15
20ကျော်မကောက်ပြကျွန်တော်အစိတ်26လောက်ကြာပါတယ်26လောက်ကြာတယ်15ရောက်လောက်ဒဏ်ရာရတယ်နောက်ဆုံးအခုဟိုရေးကြီးလူနာတွေရောရှိတာပေါ့ကျွန်တော်တို့ဘက်မှာကောင်းတာဆိုလို့ကျွန်တော်လည်းကိုယ်တိုင်ထိထားတာပဲကျွန်တော်လည်းလေဘင်းကိုထိထားတယ်နောက်ဆုံးကောင်းတာဆိုလို့3-4ယောက်ပဲကျန်တော့တယ်တုံပန်းအနေနဲ့ဆိုတော့ကျွန်တော်အဲ့လူနာတွေရောဘာတွေရောဆိုကျွန်တော်အားလုံးပေါင်း26ယောက်ပေါ့ကျွန်တော်ဟိုဟာလူနာတွေကျွန်တော်ထိတဲ့လူတွေကများတာတကြောင်ပြီးကြားတဲ့လူတွေကများတာတကြောင်နောက်ဆုံးကျွန်တော်လည်းဘယ်လိုမှဟိုမဖြစ်တော့တဲ့အခြေအနေပေါ့မရှိခဲ့ပါဘူးကျွန်တော်ပြောပါတယ်ကျွန်တော်ထိရိုက်ကြတယ်များနေပြီကျွန်တော်စစ်ကူဟိုပြပါအောင်လာနေပြီလို့ပဲပြောပါတယ်ဒါပေမဲ့လက်တွေ့ပါကြောင်းမလားတော့ညီကိုတွေတိထားတာကျွန်တော်တို့ဖမ်းမိမယ်ကျွန်တော်တို့တွေ့မယ်ကျွန်တော်တို့ဖမ်းမယ်ဆိုကျွန်တော်တို့တတ်မယ်ဖြတ်မယ်လို့ပြောကျွန်တော်တို့တိထားတာပါဒါပေမဲ့အခုလက်ရှိမှာတော့အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကောင်းမွန်ထားတယ်ကျွန်တော်တို့စိတ်ကူပေးတယ်ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်ညီကိုတွေတိအောင်ပြောပြတာပါညီလိုကိုလိုပဲကျွန်တော်တို့လူထွေးနဲ့ကျွန်တော်တို့အေးစီထားပါတယ်ကျေးဇူးတင်ပါတယ်ဖွဲ့ရီအားလုံးနောက်ဆုံးကျွန်တော်တို့ဂျီနီဗာကွန်ဗင်းရှင်းအရကျွန်တော်တို့စစ်တုံးမှအနေနဲ့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်အေးစီကျမ်းမာရေးဆိုလဲကျမ်းမာရေးအဲ့လိုမျိုးထားပြီးတဲ့အတွက်ကြောင့်ကျွန်တော်ဖွဲ့ပြီးကျွန်တော်တို့ဒီဘက်ကဖွဲ့ပြီးအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်နေရတဲ့စာကတော့ဒီပြည်လင်းမျိုးနဲ့ရွှေလီကြီးပါကျွန်တော်တက်ကတော့ခလာ81ကျွန်တော်ကိုယ်ပိုင်နံပါတ်ကတော့9800ဒုတိယတင်းရောကျွန်တော်လုပ်တက်ကတော့30ရှိပါတယ်မိခင်တကခလာရ96ကြိုက်တယ်ဟိုအယူတွေစစ်တပ်မှာအများကြီးရှိတယ်ယူနေတဲ့ကောင်ကြောင်နေတဲ့ကောင်စစ်မတိုက်နေတဲ့ကောင်အဲ့လိုကောင်တွေကြတော့ယာရုတွေအများကြီးပြီးတယ်ဟိုသူ့စစ်တပ်ရေးပြည့်တယ်ဆိုပေးပလိုက်တယ်ဒါပေမဲ့အဲ့ကောင်စစ်မတိုက်နိုင်ဘူးယာရုတွေရပြီကျွန်တော်တို့ကအရှိဆုံးကတိုက်ပြီးတော့မှယာမြင်နေရှိတယ်ဆိုပြီးယာရုမပြီးဘူးကျွန်တော်ကအဲ့ချိန်တွေကတော်တော်စိတ်နာနေတာဒါပေမဲ့ကျွန်တော်တို့ကဘလိုမှကိုကျွန်တော်တို့ကခက်လို့လည်းမရပြေးလို့လည်းမရအဲ့လိုမျိုးကြက်တယ်ဖြစ်စစ်တပ်30လောက်အဲ့ဒါကြောင့်ကျွန်တော်မှဘူးလို့ခက်ခဲကြရတယ်တော့တော့မဟုတ်ဘူးမျိုးလိုက်တက်လာတဲ့ကကျွန်တော်ကအဲ့ဒီကျွန်တော်အများအားပြောတယ်မင်းတို့တက်မလို့ပြက်ပြီးဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ငငယ်ကဒီလိုမှမဟုတ်တာဓာတ်ပေးတယ်ဆိုရင်စီစစ်ပြီးတော့မှပေးတာတာကြီးခိုင်လို့ရခိုင်စီစစ်ပြီးတော့မှပေးတာအခုသူ့လက်ထက်ကျတော့စစ်တပ်ပြည့်တာနဲ့ပေးတယ်ဒီကောင်ကယူနေတဲ့ကောင်ဆိုဘလို့စစ်တပ်အဲ့ဒါကြောင့်ကျွန်တော်အများပြောတယ်မင်းတို့စစ်တပ်ပြက်နေပြီတော့သူဆိုတာအများလေးဝဲပြီးတော့ဘုံနဲ့ပြစ်သွားလိုက်တယ်ကိုဒီမှာကတကယ်ရန်နဲ့အနီးကချင်းမုန်းနေတဲ့လူပဲအတိတာတိတော့သူတို့ကဟိုမှာရန်သူနဲ့တိုက်ပြီးတော့မဟုတ်ဘူးသူတို့ဘာမှမသိဘူးကျွန်တော်တို့ပဲအဒီကတိတာမြောက်လက်ထက်မှာဘလို့ဖြစ်လဲဆိုတော့အခုမြောက်လက်ထက်မှာတက်တွင်းထဲမှာလည်းပဲတက်ထဲမှာတော့ဘူးမှကျွန်တော်ပါဝင်ကျန်တဲ့လူကလည်းပဲစိတ်မပေါဘူးဒါပေမဲ့အပြင်ကိုဒီဘက်ကိုလာပေါင်းရင်လည်းတတ်မလားထွက်ပြေးရင်သူတို့ကလိုက်ဖမ်းမယ်ဒီဘက်ကိုလာပေါင်းရင်လည်းဒီကတတ်မယ်ကြောက်ပြီးတော့လာနေကြတာအားလုံးကအခုကျွန်တော်တို့ဆိုရင်ကြီးနောက်တန်းပြန်ဝင်လာတယ်ကျွန်တော်ဒါမှန်ပြောတာကျွန်တော်နောက်တန်းပြန်ဝင်လာတဲ့အချိန်မှာကျွန်တော်တို့သုံးမှာဘူကင်းဆိုတာရှိတယ်အဲ့ဘူကင်းရဲ့မှာထည့်ပြီးတော့တစ်ဖွဲ့လုံးထည့်ပြီးတော့အသင့်လောက်ခိုင်းတာတယ်သုံးတက်ဆိုအသင့်လောက်ခိုင်းတာတယ်မိမနဲ့လည်းမတွေ့ရဘာမှမတွေ့ရဘူးဒီတိုင်းပဲသုံးတက်လောက်ထိုင်းထားပြီးတော့မှတောက်ခိုင်းတာတယ်ဟိုအပြင်ဆိုလုံးဝထွက်လို့မရဘူးပေါ့အဲ့လိုမျိုးသုံးတက်လောက်ထားတယ်စဝင်လာတဲ့ကဟိုတက်ထဲမှာဘယ်သူမှမပြောဘူးဆိုတာလွတ်လပ်မှုဆိုတာလည်းမရှိတော့ဘူးဒီဟိုကမြောင်းနိုင်ခင်မှာတက်ဝင်ကတော့ပြေးတာတွေများတယ်ဟိုလုံလောက်မှုကတော့မရှိဘူးဒါပေမဲ့တက်ကအခုနောက်အင်အားတွေပါတွေကအခုနောက်ပိုင်းကတော့တက်တော်တော်တက်များများအင်အားမရှိကြတော့ပါဘူးအခုကျွန်တော်တက်ဆိုလည်းပဲအခုအင်အားမရှိတော့ဘူးဆိုတော့ကျွန်တော်တို့တင်ရောက်50ပါတာ50လုံးကြာ50လုံးလေးအကုန်လုံးကုန်တယ်တေးရ20ကျော်ပေါ့ကျွန်တော်တို့ဒီမှာနဲ့ဆိုရင်50ပဲအကုန်လုံးကုန်တော့ပဲအဲ့လိုမျိုးဥစားဖြစ်တာတော့ရှိတယ်ကျွန်တော်သိတာတော့အိမ်တွေမှာအခုလိုပေါ့ရွာထဲမှာတိုက်ပွဲတွေပါဖြစ်ပြီးဆိုရင်သူကအိမ်ဒီဘော်တက်တဲ့ပြည်စည်းဥစ္စာတွေလိုချင်တဲ့ဟာတွေယူတယ်အဲ့ဒါမျိုးဟိုယူတယ်ဘာလို့ရွာထဲမှာဘယ်သူမှမရှိတော့ဘူးတိုက်ပွဲဖြစ်ပြီးဆိုအဲ့လိုမျိုးတွေကတော့
တော်တော်များများဖြစ်ပါတယ်ရွာတိုင်းလိုဖြစ်တယ်ငယ်လိုရွာတိုင်းမှာတိုက်ပွဲတွေပါဖြစ်ပြီးဆိုရင်အိမ်မော်တက်လဲပြည်စည်းဥစ္စာတွေယူလဲစားစရာတွေယူလဲယူပြီးတော့ဟိုညောင်းပုတ်တော်တို့ဘာလို့ဆိုလဲဒီတိုင်းပဲဝတ်တွေတက်ချက်တွေတက်နေအဲ့လိုတရွာလုံးဥစ္စာဖြစ်လာမယ်ပစ္စည်းတွေပါတွေ့လဲယူလာပေါ့နော်အဲ့လိုမျိုးတော့အများဖြစ်တဲ့ရွာတိုင်းမှာတော့ရှိတာပါအဲ့လိုမျိုးအဲ့ဒါခွင့်ပြုတာကြတော့ဒီလိုပေါ့ရာရှိရတော့တကယ်လို့မတိကြဆောင်တာပေါ့တော်လိုင်းအဖွဲ့တွေကိုဒီလိုမျိုးသူတို့နိုင်တော့ဗျာသူတို့ကလည်းဒီနဲ့ဒီမှာလည်းပဲတွေ့နေရတာကိုရင်းနှီးနှီးပဲဆက်ဆံကြတယ်ဆက်ဆံကြတယ်ဒါပေမဲ့အရင်ကသိတာကြတော့ကျွန်တော်တို့ကဒီအဖွဲ့တွေကိုဝင်လည်းပဲကျွန်တော်တို့သူတို့ကလည်းပဲငကူတွေကစိတ်နာပြီးတော့စကွေးတက်မဲ့ဖြတ်မဲ့ဆိုတော့ရောကလည်းပဲဟိုဒီဘက်လည်းမလာရဲဒါပေမဲ့ကျွန်တော်တို့စစ်တပ်နဲ့ကြလည်းထွက်ပြေးဖို့ကလည်းဟိုမဖြစ်ထွက်ပြေးမယ်ဆိုရင်လည်းမိသားစုတွေရရှိတယ်ထွက်ပြေးမယ်ဆိုလည်းထောင်ချအဲ့လိုမျိုးဆိုတော့ကျွန်တော်ကဘာလို့မှမသိဘူးဖြစ်အဲ့လည်းဒီတိုင်းပဲမေးပြီးတော့နေနဲ့ဒီလိုမျိုးတွေဖြစ်လာတာကြတော့ရင်းနှီးကျွန်တော်တို့ဆက်ဆံပေါ်ယူပဲကျွန်တော်တို့ဆက်ဆံတာကျွန်တော်တို့တော်တော်အံ့ဩတယ်ဆိုတော့သူတို့ဒီကကင်းဒီရောဒီကကိုဦးသားအကုန်လုံးကကျွန်တော်တို့အခုဆက်ဆံတာဒါတုံပန်းမဲ့စစ်တုံပန်းဆိုရင်တုံပန်းလို့မထားပါဘူးသူတို့တေးကြရင်းနှီးနဲ့ဆက်ဆံတာကြီးတွေ့ပါတယ်ဟိုကျွေးစရာကြီးကကျွေးတယ်အခုကျွန်တော်တို့ဆိုလည်းဟိုမှာထမင်းက3ရက်လောက်3ရက်မဟုတ်စထွက်လာတယ်က3ရက်လောက်ကတော့တိကျပါမစားဘူးရေလည်းမတော့တော့ထမင်းအဲ့တိုက်ပွဲစဖြစ်နေတာဟိုစထွက်လာတယ်ပေါ့အဲ့လိုမျိုးနေမဲ့သူတို့နဲ့တွေ့တော့ရေတိုက်ပါရင်တိုက်နေမှာပေါ်ယူနဲ့လုတ်ပြီးတော့တော်တော်လေးလည်းကိုယ်ဥစ္စာဖြစ်ပါတယ်ကုပေးတာဒါရတဲ့လူတွေလည်းပဲခွဲစိတ်ကုသပေးတယ်အကုန်လုံးရှိကုသပေးဟိုမှာကျောင်းဆက်ရောက်သွားတဲ့ဟာကိုကုပေးနေတာတက်မလို့ဒီကအရန်ချစ်ပြီးတော့ယုံကြည်တဲ့ကောင်တယောက်အခုကတခြားဒီအဖွဲ့နဲ့ဆိုတာဒီမှာအရန်ချစ်ဖို့ကောင်းတယ်သူကရင်းနှီးပေါ်ယူအရာရှိဆိုလဲအရာရှိများလမ်းတူညီတူသူတို့မှလောက်ကန်တယ်ကျွန်တော်တို့ရှိမှအဲ့လိုမျိုးမှမရှိတာကျွန်တော်တို့ရှိမှဖိနှိပ်ပြီးတော့မှချုပ်ချယ်ထားတာလေကျွန်တော်လွတ်လပ်မှုမှမရှိတာအဲ့လိုမျိုးဖြစ်နေအခုလိုမျိုးလွတ်လပ်အခုဆိုရင်ကျွန်တော်တုံ့ပန်းဖြစ်သွားတော့မှလွတ်လပ်သွားတယ်လို့ခံစားနေရတယ်ဟိုတုန်းကဆိုရင်ကျွန်တော်ကဒီလိုပေါ့ချုပ်ချယ်ထားခံ